Peace ကဲတွေ့ရောက်ပြီတစ်ပင်နေလဲရိုးတာပြန်ရွက်မရှိဟိုရင်တောင်းမနေတော့အချိန်နေကိုငါမှတ်မိနေကနေလဲဆိုပူလုံးလို့လမ်းပေါ်မှာဘသူမှမရှိနဲ့တီမယုံရင်ရက်ကွက်ပတ်ကြည့်တွေ့ရမှာຫນွေရဲ့သက်တီချောင်းနေမြောင်းနေတဲမရေလဲတစ်စက်မရှိအတဲကဖားတွေငါးတွေကစောင့်နေတာတေမရက်တီတခါလေငါလဲပေါ့လွမ်းလို့လွမ်းမသိပါဘူးကွာတပွေတဲ့ဟတ်တီအဲ့ချေအိုးငါတန်ကြရဲ့မင်းငိုင်းသွားမယ်ငါတကယ်ပြောတာရမကားရီဘာရီတော့သွားမတော့နဲ့တစ်ခွက်ထဲနဲ့ရိုင်သွားမယ်မင်းစိတ်ကိုမင်းနိုင်ရင်တော့ကြံရည်အေးလေးရတယ်လဖေးဆိုင်မှာထိုင်မလာခဲ့သားကြီးအဲဆိုင်ကဖွင့်နေချင်းတန်ကြောင့်မင်းကိုမလားရှိမလားရာသီစရောင်းနေစေးတဲ့ချိုးကဟိုနာဒီနာဟာဖျဲသည့်စိတ်ကချိုးလာကြည်လားလို့မေးလိုက်တော့ပကွက်ကြားနေစေးတဲ့တော်ကြီးရဲ့ပြုံးကမိုနာလီစာຫນွေဟာမှတ်တရတွေတဲဆောင်နေရထားစဉ်ပတ်ကြအလဲကွက်တီနဲ့စပါးကဲပူပြမှုကိုဝါရောင်တိတ်ရွက်6တွေကလှစင်ຫນွေချောင်းပိတ်ရရှိရခရီးသွားရင်နားစင်မှာຫນွေရတီးခတ်တဲ့ဂီတသံများနှလုံးသားနဲ့အုံနောက်ကအညီမြခံစားຫນွေဆိုတာနဲ့လိပ်ပြလုံးပြီးတီလာမှန်မဟုတ်ရင်အဲ့ဒီຫນွေရဂီတသံများနှစီရရှန့်ကြလွန်ခဲ့တဲ့3-4နှစ်လောက်ကຫນွေကိုပြန်ကြည့်မယ်အဲ့ဒီတုန်းကຫນွေမှာအားလုံးပျော်ဖို့အတွက်တကြံရှိတယ်ပတောက်ပန်းတွေရှိတယ်လွတ်လပ်မှုတွေရှိတယ်အဲ့ဒီတုန်းကຫນွေဟာဟန်ရှိရမှန်ရှိခုနှစ်ຫນွေတွေမှာတော့သွေးပေခဲ့ရချို့ဆိုမိသားစုနဲ့ဝေးအမေးဖြေလည်းမရချို့ဆိုပြေးနေစေရှုပ်ထွေးနေတဲ့ဘဝချေရသူတွေဟာလည်းဆွေးနေခဲ့ရတချို့ကຫນွေမှာယုံမှမှုတွေကိုတေချာလောက်ကြတယ်အဲ့တော့ຫນွေဟာဒုက္ခတဲ့တနတ်မှန်သွားတဲ့အလောင်းကိုပိုက်ထားတဲ့မိခင်ကပြောတာအမေတို့ကိုခွဲသွားပြီလားတဲ့ဖြေပါအောင်သားငယ်ຫນွေဟာနှလုံးသားမဲ့ရန်ကိုရက်ဆက်ကန်းကိုလက်တစ်ဖက်ကကိုင်ပြီးတန်းကိုတတ်ဖြတ်တစ်ဖက်သက်ဆန်တဲ့အဲ့ဒီဖြစ်ပျက်တွေကိုမေ့ဘူးဆိုရင်အားလုံးပဲຫນွေရောက်တိုင်းလမ်းကိုထွက်ရက်အဲ့တော့ခုနှစ်တည်တဲ့ຫນွေကမလာဘူးပဲလူပေါင်းများစွာရဲ့မျက်ရည်တွေလည်းမြေမှာကျဘူးတဲ့နောက်တစ်ချိန်ဒီသမိုင်းကြောင့်မှန်တွေကိုတေချာချကူးခဲ့နောက်ပြီးမှတ်ထားຫນွေမှာထမယူနဲ့လွတ်လပ်မှုတွေလည်းခုဒီနေရမရဘူးတဲ့လင်းလက်ဆုံးကျဲတွေလည်းတွေကကြဘူးတဲ့နောက်တစ်ချိန်ဒီသမိုင်းကြောင့်မှန်တွေကိုတေချာချကူးခဲ့နောက်ပြီးမှတ်ထားຫນွေမှာထမယူနဲ့ຫນွေမှာထမယူနဲ့ຫນွေမှာထမယူနဲ့